သူတို့မတော်တဆကျွန်တော်အင်ဂျီကိုဆွဲဆုပ်လိုက်မိပြီးကြောပြင်အပြည့်ထိုးထားတဲ့တက်တူးတွေကိုမြင်လိုက်ရတဲ့အထိပေါ့အဲ့ဒီတော့မှပဲစက်ကြီးကောက်နေတဲ့လူမိုက်တွေဟာသူတို့အမှားကြီးမှားသွားပြီဆိုတာကိုသဘောပေါက်သွားကြတော့တယ်ကျွန်တော်သမီးကသူ့ရဲ့ရိုးသားတဲ့ထောင်ထွက်အဖေဟာဒန္နာရီလာနဂါးကိုကောင်တက်တူးနဲ့ပတ်သက်မှုရှိနေမယ်လို့စိတ်ကူးတောင်မရင်ခဲ့ဘူးပါဘူးလမ်းပေါ်ကလူတိုင်းကြောက်ရတဲ့နဂါးကိုကောင်တက်တူးဆိုတာကျွန်တော်မှန်းသူမသိခဲ့ရှာပါဘူးဟိုးရင်တုန်းကညီကိုတွေကိုကာကွယ်ဖို့အတွက်ကျွန်တော်ကဓာတ်တလက်ထဲနဲ့လူတစ်ထောင်ကိုတယောက်တည်းတိုက်ခိုက်ခဲ့ပူတာပါတရားရဲ့တောင်ဘက်ကနေမြောက်ဘက်ထိငွေနောက်ပြီးဒန္နာရီဆန်တဲ့တမိုင်းတစ်ခုကိုဖန်တီးခဲ့တာပေါ့အဲ့ဒီချိန်ကစပြီးနဂါးကိုကောင်တက်တူးဆိုတာအားလုံးကိုထိတ်လန့်သွားစေတဲ့နာမည်တစ်ခုဖြစ်လာခဲ့ပါတော့တယ်နှစ်အတော်ကြာလို့ကျွန်တော်ထောင်ကလွတ်တဲ့နေ့မှာတော့စိန်ခံကအစည်းပေါင်းများစွာကျွန်တော်ကိုလာကြိုခဲ့ကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်ထူထောင်ခဲ့တဲ့ခိုင်းကဒီဒေတာမှာအကြီးဆုံးအဖွဲ့အစည်းဖြစ်လာခဲ့လို့ပါပဲညီကိုတွေအားလုံးကကျွန်တော်ခေါင်းဆောင်ပြန်လုပ်ဖို့စောင့်နေကြပေမဲ့ကျွန်တော်မိမနဲ့သမီးကိုတယောက်ယောက်ထိရဲမှသာအဲ့ဒီဘဝကိုပြန်လာမယ်လို့သူတို့ကိုပြောလိုက်တယ်ဒါကိုကြားတော့ကျွန်တော်ညီအံ့ဩသွားတယ်သူကနှစ်တွေအကြာကြီးကျွန်တော်ပြန်လာမယ့်ရက်ကိုပဲနေတိုင်းမျှော်လင့်နေခဲ့တာလေဒါပေမဲ့ထောင်ကကျွန်တော်ရဲ့ထက်မြက်မှုတွေကိုတိုက်စားသွားပါပြီအခုကစပြီးအဖွဲ့အစည်းကိုကောင်းကောင်းအုပ်ချုပ်ဖို့နဲ့ဘယ်တော့မှရာဇဝတ်ကိုင်းမဖြစ်လာစေဖို့ကျွန်တော်မခဲ့လိုက်တယ်အဲ့ဒီနောက်ကျွန်တော်အိတ်ဆွဲပြီးထွက်လာခဲ့တော့တယ်ညီကိုတွေအားလုံးဒူးတစ်ဖက်ထောက်ပြီးကျွန်တော်ပြန်လာမယ့်အချိန်ကိုစောင့်နေမယ်လို့ပြောကြတယ်ကျွန်တော်သူတို့ကိုဂရုမစိုက်တော့ပဲအိမ်ကိုပဲလမ်းလျှောက်ပြန်လာခဲ့တယ်ဒါပေမဲ့အိမ်ရောက်ချင်းပဲသမီးကကျွန်တော်မိမကိုညှဉ်းညူပြောဆိုနေတာကြားလိုက်ရတယ်သူကအဆက်ကွဲစရာကောင်းတဲ့ထောင်ထွက်တစ်ယောက်ကိုဘယ်တော့မှသွားမကြုံနိုင်ဘူးလို့ပြောနေတာပါအဲ့ဒီအချိန်မှာပေါ့ကျွန်တော်မိမကကျွန်တော်အိမ်စောစောပြန်ရောက်နေတာကိုသတိထားမိသွားတယ်သမီးရဲ့စကားတွေအတွက်ကျွန်တော်စိတ်မဆိုးခဲ့ပါဘူးဘာလို့လဲဆိုတော့နှစ်တွေတစ်လျှောက်သူတို့ကိုဒုက္ခရောက်မှဆိုလို့ကျွန်တော်ကခိုးမှုနဲ့ထောင်ကြတာပါလို့မိမကိုပြောခိုင်းထားခဲ့တာကိုဒါပေမဲ့အဲ့ဒီလိမ်ညာမှုကပဲသမီးကိုကြောင်းမှာအလောင်းခံရအောင်ဖြစ်စေခဲ့ပါတယ်ဒါကြောင့်သူကကျွန်တော်ကိုဆိုရင်အမြဲတမ်းအေးဆက်ဆက်နဲ့ဆက်ဆံလေးရှိတယ်သူ့အနေနဲ့ဒီလိုအသုံးမကျတဲ့အဖေမျိုးကိုဘယ်တော့မှအတိမတ်မပြုတ်နိုင်ဘူးဆိုတဲ့စကားတွေပါပြောထွက်လာခဲ့တယ်ပြီးတော့သူလက်ထွက်သွားတဲ့အချိန်မှာပဲမိမကကျွန်တော်ကိုပြောပြလာတယ်ကြောင်းမုံဈေးတန်းကအမြဲလိုအသားပုတ်တွေတုံးတက်လို့ဒီနေ့သမီးပိုင်နာနေတာတဲ့သူနဲ့သူတငယ်ချင်းတွေကမုံဈေးတန်းကိုတိုင်ကြားခဲ့ပေမဲ့သူတို့မသိခဲ့ကြပါဘူးမုံဈေးတန်းပိုင်ရှင်ကဒီကိစ္စသူတို့လက်ချက်မသိသွားပြီးလက်စားချေဖို့ပြင်ဆင်နေပြီဆိုတာပါပဲ